Hello，大家好，其實你ဖြစ်ပါတယ်။ဒီကအခုဒီဗီဒီယိုလေးမှာက why ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့သုံးရတဲ့အကြောင်းအရာလေးတွေကိုတစ်လုံးချင်းပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမတစ်ခုက why ကိုနံပါတ်1က why မြန်ဆိုတဲ့စကားလုံးလေးရှိပါတယ်။ why မြန်ဆိုတာကတော့အပြင်ဘက်ကိုပြောတာဖြစ်ပါတယ်။အပြင်ဘက်ကို why မြန်လို့အဓိပ္ပာယ်ရမယ်။ကဲနောက်တစ်ခုကနိုင်ငံခြားကို why ကို外国ဆိုတာကနိုင်ငံခြား 外国ကဲနံပါတ်3ကတော့ပြင်ပလူစိမ်းပေါ့နော်သစိမ်းပေါ့အဲ့ဒါတွေကိုဆိုရင်ဘယ်လိုပြောလဲဆိုတော့外人ဆိုတာကလူเนาะ外人ဆိုတော့ပြင်ပလူသစိမ်းကဲနံပါတ်4ကတော့ကျွန်တော်အဖိုးပေါ့အမေဘက်ကအဖိုးကိုပြောတာ外公အမေဘက်ကအဖွားဆိုရင်တော့外婆နော်အမေဘက်ကအဖွားကဲနောက်တစ်ခုနိုင်ငံခြားဘာသာစကားတွေဟုတ်လား foreign language တွေကိုပြောမယ်ဆိုလို့ရှိရင်တော့外语ဒီလိုမျိုးပြောရမယ်အဲ့တော့ဒီစကားလေးတွေကဒီ6မျိုးကပေါ့နော် why နဲ့တွဲသုံးလို့ရတဲ့6မျိုးဖြစ်ပါအဲ့တော့ဒီ why နဲ့တွဲသုံးလို့ရတဲ့6မျိုးကိုကျွန်တော်တို့ဝါကြလေးတွေထဲမှာဘယ်လိုမျိုးအသုံးပြုရလဲဆိုတာကိုနမူနာဝါကြလေးတွေကနေကြည့်အောင်အဲ့တော့ပထမတစ်ခုကအပြင်မှာမိုးရွာနေတယ်ဒါဆိုရင်အပြင်ကို why မြင့်မိုးရွာနေတယ်ဆိုတော့在下雨ဆိုတာကမိုးရွာတယ်နေတယ်ဆိုတော့在下雨外面在下雨ဒါဆိုရင်တော့ဒီစကားလေးက外面အပြင်မှာ在下雨မိုးရွာနေတာဖြစ်တဲ့အတွက်在ဆိုတဲ့စကားလုံးလေးခံပြီးတော့အသုံးပြုပေးရမယ်နောက်တစ်ခုကသူမကနိုင်ငံခြားသူပါသူမဆိုတော့သူမကနိုင်ငံခြားသူဖြစ်တဲ့အတွက်他是外国人他是外国人သူမကနိုင်ငံခြားသူပါနောက်တစ်ခုသူကသစိမ်းပါပဲဒီတယောက်သာဖြစ်ပါတယ်အဲ့ဒီနေရာမှာ只ထည့်ပြီးတော့အသုံးပြုပေးရတယ်他只是外人ဆိုတာကပြင်ပလူသစိမ်း他只是外人သူကပြင်ပလူသူကသစိမ်းပါပဲလို့ပြောတာဖြစ်ပါတယ်ဒီတစ်ခုကကြတော့ငါအဖိုးကအသက်80ရှိပြီပေါ့နော်အဲ့တော့ငါအဖိုးက外公ပေါ့အမေဘက်ကအဖိုးကိုပြောတာဖြစ်တဲ့အတွက်我的外公ဘယ်လောက်ရှိပြီလဲအဖိုးကဆိုတော့နောက်မှာ是လေးခံတုံးပေးမယ်နော်我的外公是80岁了အသက်80ရှိပါပြီ我的外公是80岁了နောက်တစ်ခုကသူကငါရဲ့အဖွားပါအမေဘက်ကအဖွားပါလို့ပြောချင်တာပါဒါကြောင့်မလို့他是သူက我的外婆她是我的外婆နိုင်ငံခြားစကားအများကြီးပြောတတ်တယ်တဲ့သူမကနိုင်ငံခြားစကားအများကြီးပြောတတ်တယ်她会说သူမကပြောတတ်တယ်很多外语အများကြီး外语နိုင်ငံခြားဘာသာစကားအများကြီးပြောတတ်တယ်ဒီလိုမျိုးချေလို့ပြောပြရမယ်အဲ့တော့ဒါကတော့ why နဲ့ပတ်သက်တဲ့အပြောဆိုလေးတွေပဲဖြစ်ပါတယ်အခုနောက်ထပ်စကားလုံးလေးတစ်ခုကိုဒီချက်ကထပ်ပြီးတော့ပြောပြပါမယ်ဒီတစ်ခုကတော့ခြံပေါ့နော်ခြံကိုဘယ်လိုမျိုးအတိတ်ပဲသတ်မှတ်ရမလဲဆိုတော့အရှိဘက်လို့အတိတ်ပဲရပါတယ်ခြံမြင့်ဆိုရင်တော့အရှိဘက်ပေါ့နော်အဲ့တော့ခြံတစ်ခုတည်းကတော့အရှိလို့ပြောလို့ရပါတယ်အဲ့တော့နံပါတ်1ကတော့ခြံမြင့်အရှိဘက်ဟုတ်ပြီနောက်နံပါတ်2ကတော့目前အခုလက်ရှိအခုလောလောဆယ်လို့အတိတ်ပဲရပါတယ်目前နံပါတ်3ကတော့以前အရင်တုန်းကလို့အဓိပ္ပာယ်ရပါတယ်以前နံပါတ်4ကတော့前天တနေ့ကလို့အဓိပ္ပာယ်ရပါတယ်天ဆိုတာကရက်ကလေးတွေကိုနေ့လေးတွေကိုပြောတဲ့အတွက်前天ဆိုရင်တော့တနေ့ကလို့အဓိပ္ပာယ်ရပါတယ်နောက်ဆုံးတစ်ခုကတော့提前ကြိုတင်လောက်တာပါကြိုတင်ပြီးတော့လောက်ရတာတွေကြိုတင်ပြောတာတွေကြိုတင်ဆိုတဲ့စကားအတွက်ကို提前လို့သုံးပါတယ်ဒါဆိုရင်ခြံနဲ့ဆက်ဆက်ထားတဲ့စကားလုံးလေး5ခုကိုဒီဗီဒီယိုလေးမှာထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်နံပါတ်1ကတော့前面နံပါတ်2ကတော့目前နံပါတ်3ကတော့以前နံပါတ်4ကတော့前天နံပါတ်5ကတော့提前ဖြစ်ပါတယ်ကဲသူတို့နဲ့ပတ်သက်တဲ့ဝါကြလေးတွေကိုကြည့်ရအောင်ငါရဲ့အရှိဘက်မှာထိုင်ကုန်တစ်လုံးရှိတယ်ငါရဲ့အရှိဘက်ဆိုတော့
我的前面ထိုင်ကုန်တစ်လုံးရှိတယ်有一把椅子ထိုင်ကုန်ကိုတုံးတဲ့အခါမှာသူ့ရဲ့မျိုးပြစကားလုံးကပါလို့အသုံးပြုပေးရပါတယ်我的前面有一把椅子我的前面ငါရဲ့အရှိမ有一把椅子နောက်တစ်ခုကတော့အခုလောလောဆယ်ငါလှုပ်ရှားနေတုံးပဲဒါဆိုရင်目前အခုလောလောဆယ်မှာ我还在找工作还在ဆိုတာကနေတုံးပဲလို့အဓိပ္ပာယ်ရတယ်找工作အလုပ်ရှာတယ်目前我还在找工作အခုလောလောဆယ်တော့ငါအလုပ်ရှာနေတုံးပါပဲဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်အဲ့တော့前面ဆိုတာကတော့အရှိတ်ဖြစ်ပြီးတော့目前ဆိုတာကအခုလောလောဆယ်လို့အဓိပ္ပာယ်ရတယ်ဒီတစ်ခုကတော့အရင်ကလို့ပြောချင်တာပါအရင်ကဆိုရင်တော့以前你很瘦你အရန်ပိန်တယ်ပိန်တာကို瘦အရန်ပိန်တယ်ဆိုတော့很瘦以前你很瘦အရင်က你အရန်ပိန်တယ်တနေ့ကငါမအားဘူးတနေ့ကဆိုရင်前天ငါမအားဘူးဆိုတော့我没有空前天我没有空တနေ့ကငါမအားဘူး你ငါကိုကြိုပြောပြတဲ့နဲ့ကြိုပြောတဲ့ကြိုတာ提前ပြောတာကပြောပြတာက告诉အဲ့တော့တဲ့နဲ့ဖြစ်တဲ့အတွက်你应该提前告诉我你应该提前告诉我အဲ့တော့前နဲ့ပတ်သက်တဲ့စကားလုံး꿰ပြတာလေးတွေကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားတာဖြစ်ပါတယ်အရှိကကျတို့ပြောသွားတဲ့ why ဆိုတဲ့စကားလုံးနဲ့ပတ်သက်တာရဲ့အခုချန်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်တာရဲ့မျိုးစား꿰ပြတဲ့အဓိပ္ပာယ်လေးတွေကိုဒီဗီဒီယိုလေးထဲမှာသိသွားပြီလို့ယူဆပါတယ်